တော့တယောက်ထဲများမသွားတင်လို့တာအိုးကမပူစလောင်းကပူတဲ့အိုးကမပူစလောင်းကပူတဲ့သူဟာသူဘာဖြစ်ဖြစ်အကြံဖန်လုပ်တဲ့ခေဟုတ်ပါပဲဟုတ်ပါပဲမမဝေမမဝေဟုတ်ပါဝေဟုတ်ပါဝေမမဝေအခုခေတ်မိန်းကလေးညီမငယ်တွေပွဲကြည့်နေတဲ့ညီမငယ်တွေအခုခေတ်မိန်းကလေးညီမငယ်တွေပွဲကြည့်နေတဲ့ညီမငယ်တွေဇပင်းကိုအလဲကဖြတ်ကလေးကလေးနဲ့ညံဟောနှစ်တက်ကောင်းလဲတို့ကအမြင်နဲ့သတိစတက်ကေလဲတို့ကအမြင်နဲ့ပွဲလဲကောင်းလက်ကတရက်တန်းဦးထိုင်လို့ဆက်ဟုတ်ပါဝေဟုတ်ပါဝေမမဝေမမဝေဟုတ်ပါဝေဟုတ်ပါဝေမမဝေစပိန်စီတဲ့ညီမငယ်တွေရဲ့စပိန်စီတဲ့ညီမငယ်တွေစိုက်ကဲစီတဲ့ညီမငယ်တွေစိုက်ကဲစီတဲ့ညီမငယ်တွေစိုက်ကားစီတဲ့ညီမငယ်စိုက်ကားစီတဲ့ညီမငယ်တွေစပိန်စိုက်ကဲစိုက်ကားစီတဲ့ညီမတတိယကိုကြည့်လိုက်ကွာစပိန်စီတဲ့ညီမငယ်တွေရဲ့စိုက်ကဲစီတဲ့ညီမငယ်တွေရဲ့ဝေကောက်တဲ့အလွန်များအန်ရဲ့တတိထားအိုးကမပူစလောင်းကပူတဲ့အိုးကမပူစလောင်းကပူတဲ့သူဟာသူလဲနေရလဲပြဲနေတဲ့ဟာပြဲဟုတ်ပါသမိန်သားဟုတ်ပါဝေဟုတ်ပါဝေမမဝေဗျာများရဲ့နိုင်ငံမှာကွယ်သူများရဲ့နိုင်ငံမှာကွယ်သူများရဲ့နိုင်ငံမှာကွယ်ဒါပေါ်မှာကားကုန်ပေါင်းချီကျူးစရာကောင်းအဲဒီလောက်တော့မမှုပါနဲ့ဒီလောက်တော့မမှုပါနဲ့အဲဒီလောက်တော့မမှုပါနဲ့ဒီလောက်တော့မမှုပါနဲ့တို့မြန်မာလဲထုံတဲ့စိုက်ကားမှုတော့ကတဲ့စပိန်တိုင်းလို့ပြဟုတ်ပါဝေဟုတ်ပါဝေမမဝေမမဝေဟုတ်ပါဝေဟုတ်ပါဝေမမဝေစူပါလင်းလေးကိုတွေ့တိုင်းခင်းခွဲစူပါလင်းလေးကိုတွေ့တိုင်းခင်းခွဲစူပါလင်းလေးကိုတွေ့တိုင်းခင်းခွဲလက်တွေ့ရင်နှုတ်ကဆက်ဝတ်တရားကမပြေတွက်လက်လေးဘဝတနာစရာပဲကွယ်တွက်လက်လေးဘဝတနာစရာပါကွယ်သူ့အမေနင်းကများဖေးမရှိတဲ့သား